စိုင်းရမုံနဲ့အောင်စဘူကိုကြော်ဖြတ်ပြီးတော့စံချိန်တင်စုချင်းဝင်တိတ်ထောင်ရရှိလိုက်တဲ့မြို့ရွှေမန်းသားလေးပိုချေဘယ်ရမဆိုအပြန်ဆန်ရှိမှအထွတ်အထိပ်အောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတာကတော့ဇက်သပင်ပရိသတ်တွေကတော့တတ်သိပြလိုက်ပါပြီအပြန်ဆန်မရှိရင်ညင်းငွေ့စရာကောင်းရင်ဘယ်သူမှလည်းအဲ့နေရာကိုစိတ်ဝင်စားကြပါဘူးဒါပေမဲ့ဇက်သပင်လောကမှာတော့ပရိသတ်တွေရဲ့သူ့ထက်ကအပြန်မင်းသားတွေကိုချစ်တဲ့စိတ်ကတော့လဲဝဲပွဲမှာရောနေရာမျိုးစုံကဏ္ဍမျိုးစုံဆိုရှယ်မီဒီယာမျိုးစုံမှာအပြတ်မှုရှိကြောင်းတတ်သိပြခဲ့တာပါပဲ2026ခုနှစ်ဟာဇက်သပင်လောကသားတွေအတွက်တော့ရွှေခေတ်တစ်ခေတ်ပြန်လဲရောက်ရှိလာသလားလို့ထင်မှတ်ရလောက်အောင်ကိုမင်းသားတွေကြားထဲမှာပရိသတ်အချစ်ကိုအပြန်ဆန်ရယူရင်းစုချင်းငွေတွေတပွေးတစ်ပိုင်းရရှိနေကြတဲ့နေ့တစ်နေ့လို့ဆိုရမှာပါဒီလိုမျိုးဇက်သပင်လောကတကြောပြန်ခစ်စားလာတာစိတ်မသက်သာစရာတွေကြုံတွေ့နေရတဲ့ပြည်သူတွေအတွက်တော့အမှုပညာနဲ့အပန်းဖြေခွင့်ရတဲ့ပြောစရာကောင်းတဲ့အခက်အခဲတစ်ခုဖြစ်စေပါတယ်လောကကြီးမှာဘယ်အလုံးမဆိုအပြိုင်ဆိုင်ရှိမှသာတိုးတက်အောင်မြင်မှုတွေဖြစ်ပေါ်လာသလိုအခုလိုမင်းသားအချင်းချင်းကြားမှာရှိနေတဲ့အပြုသဘောဆောင်တဲ့ပြိုင်ဆိုင်မှုတွေကြောင့်ပဲပရိသတ်တွေကလည်းပုံမစိတ်ဝင်စားလာကြပြီးဇက်သပင်ပျော်ပြပွဲတွေဟာဘုံလို့တောင်စီကားတိုင်းမိတ်လာတာပါအခုဆိုရင်တော့ဖိုးချစ်ကတော့သူ့ရဲ့နောက်တက်လူငယ်မင်းသားတွေဖြစ်တဲ့စိုင်းရမုံနဲ့အောင်စဘူတို့ရရှိထားတဲ့စုချင်းငွေပမာဏကိုအပြတ်သက်ကြော်ဖြတ်ပြီးတိတ်တထောင်ဆိုတဲ့ဂေကနန်တစ်ခုကိုစံချိန်နဲ့ရယူသွားနိုင်ခဲ့ပါပြီဒီပမာဏဟာဇက်သပင်သမိုင်းတစ်လျှောက်မှာတဦးထဲသောမင်းသားကတစ်ကြိမ်တည်းနဲ့ရရှိခဲ့တဲ့အများဆုံးစုချေဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးဒါကိုပြန်လဲကြော်ဖြတ်ဖို့ဆိုတာကတော့တော်ရုံတန်ရုံမလွယ်ကူတော့တဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်အမှုပညာရှင်တဦးအနေနဲ့ပရိသတ်ရဲ့ထက်တန်ဂုံပြုမှုကိုခံရတာသူရဲ့စူးစမ်းမှုစေနာနဲ့တီထွင်ဖန်တီးမှုတွေကြောင့်ပဲဖြစ်ပါတယ်ဒီစံချိန်တင်ဖြစ်ရဟာဇက်သပင်လောကကိုပရိုမိုရှင်တန်နှိုးကြားစေခဲ့တယ်လို့နောက်ထပ်ဘယ်လိုမင်းသားမျိုးကများဒီထက်သားလို့တဲ့စုချင်းငွေတွေနဲ့ပရိသတ်ကိုဖန်ဆာပြနိုင်အောင်မလဲဆိုတာကတော့ရေခုံလို့စားစွာနဲ့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စတစ်ရပ်ဖြစ်ပါတယ်အခုလိုမြမရိုးရာအမှုပညာကိုတန်ဖိုးထားအားပေးကြတဲ့ပရိသတ်တွေရှင်းနေပြီးတော့ဇက်သပင်လောကဟာလည်းနောက်နှစ်ပေါင်းများစွာတိုင်အောင်တည်တည်နေအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်